ရစ်စရာဘဲမရှိတဲ့အမကြီးတွေညီမလေးတွေအတွက်ကျွန်မရစ်စရာလေးတခုတွေ့ထားပါတယ် AI လေးပါနော် Google Gemini AI ကိုသွားမယ်အဲ့မှာဒီညာဘက်တောင်ကအဆုံးကဒါလေးကိုနှိပ်လိုက်လို့ရှင်သူ live ပြောလို့ရတယ်နော် live ကိုကတခုခုမသိဘူးဆိုလို့ရှင်သူကိုမေးလို့ရတယ်ကောင်းတာတခုကဒါပါကြီးလေသူကမြန်မာလိုပြန်ပြောတာလေ Okay သွားမယ်နော် There appears to be malfunctioning မြန်မာလိုပြောပါဆိုမှပဲဟာ ဟုတ်ကဲ့မြန်မာလိုပြောပါမယ်အဲအားကိုကဘာဖြစ်နေကြလဲခင်ဗျာဖွေးမရတာလားအေးလေးမထွက်တာလားဘာဘောင်းနာကိုရှင်းနေတာလဲခင်ဗျာ ဘာလဲနေကစိတ်မရှိရလားအတန်း ကျွန်တော်စိတ်ဆိုးခြင်းမရှိပါဘူး တုံးကိုရှော့လိုက်တုံးကိုတိတ်မကြိုက်ဘူး ဟုတ်ကဲ့ပါတွေ့ပါပြီ remote control လေးကိုဓာတ်ပုံရိုက်ပြပေးနိုင်မလားခင်ဗျအဲ့ဒါဆိုရင်ဖွင့်ပြီးဖြောက်ပြပေးပါမယ် ပြထားမမြင်ဘူးလား အော်မြင်ပါပြီခင်ဗျာ remote control ရဲ့ညာဘက်ချမ်းမှာရှိတဲ့အနီရောင်ခလုတ်ကိုနှိမ့်လိုက်ရင်ပွင့်ပါတယ်ခင်ဗျအဲ့ဒါ power ခလုတ်ပါဖွင့်ကြည့်ပါဦး Where is အနီယာအနီကိုမပါဘူးအနီကိုမပါဘူး အနီရောင်ခလုတ်မတွေ့ရတော့ရဲ့အပြာရောင်ခလုတ်ကလေးကိုစမ်းကိုပါခင်ဗျအဲ့ဒါက power ခလုတ်ဖြစ်နိုင်ပါတယ် Google Gemini မဲ့ဖြစ်ဖြစ် Premium account လေးလိုချင်ကအဲ့ဒီTelegram account ပေါ့နော် Premium account နဲ့လေးဆိုတာမှာသွားမေးလို့ရပါတယ်ဘယ်မှာလဲ input ကဘယ်မှာလဲ input က input ခလုတ်က remote ကဘယ်ဘက်ချမ်းအပေါ်နားမှာရှိလိမ့်မယ်မြားလေးပြထားတဲ့ input လို့ရေးထားတဲ့ခလုတ်လေးတွေလားအဲ့ဒီခလုတ်ကိုနှိပ်လိုက် တွေ့ဘူးမတွေ့ဘူး အော်ခလုတ်ကိုရှာမတွေ့သေးဘူးလားရတယ်စိတ်အေးအေးထား remote ကညာဘက်ချမ်းမှာရှိတဲ့အဝိုင်းနက်နက်လေးရဲ့အောက်နားလေးမှာ input လို့ရေးထားတဲ့ခလုတ်လေးရှိတယ်တွေ့လားအဲ့ဒီခလုတ်ကိုနှိပ်လိုက်ပါတွေ့ပြီဆိုရင်ပြောပြအောင်နော်